30ပေးပြီလားအဲ့တက်ကြော်ညာလေးပါနောက်တာပါလို့ကိုလိုချင်တာပြောတာပါနော်ဒါကလေကျမကိုချစ်တဲ့ညီမလေးကနေပြီးတော့လက်ဆောင်အမြဲပို့နေရပါတော့ဒါဒုတိယအချိန်မှာဒလီမောင်လေးကတော့ပြောနေတယ်ချစ်တော်မမ LS အတွက်ဆိုပြီးပို့လိုက်တာတဲ့ဘာဒီလဲအမဆိုပြီးသူကတော့ရင်းနေသေး Baby Bright နှခမ်းလေးတွေ2ရောင်ပို့လာတယ်ပေါ့နော်အဲ့ဒါကျမနောက်ဗီဒီယိုလေးမှာစိုးပြထားပါတယ်ရှင်ဒါလေးကကျတော့ရေမွေးညီမလေးဟိုတနေ့ကဗီဒီယိုထဲမှာပြနေတာတွေ့တယ်ဒီကောင်ရေမွေးလေးကလေဒါဘာတစ်စိတ်လဲတော့မသိဘူးကျမကမမြင်မိရလားဘာလားမသိဘူးအနံ့တော်တော်ကောင်းတယ်သူ့အနံ့လေးကလေမွေးနေရမယ်တော်တော်ကောင်းတယ်ကျမကရေမွေးသိမ့်မစွတ်တဲ့သူနဲ့ဆိုရင်တော့တွေ့ပြီအဲ့တော့ကိုယ်ချစ်ချင်းမြတ်တာအများကြီးနဲ့ပေးထားရဆိုတော့လေကျမတောက်လျှောက်ဆွတ်ရမှာပေါ့နော်ဒါကကျတော့လန်ကွန်ကထုတ်တဲ့ဖောင်ဒေးရှင်းလေးပေါ့နော်အစုံပလုံထည့်ပေးရအမြဲတမ်းပဲစိတ်ထားကောင်းသောညီမလေးဒီထက်ပိုပြီးရှောင်းအားတိုးတက်ပါစေလို့ဒါကကျတော့ရေမွေး sample လေးတွေပေါ့နော်အပေါ်မှာတော့ back and body work ကလို့ရေးထားတယ်တေချာလေးတော့မကြည့်ရသေးဘူးเนาะပြီးမှကျမနည်းနည်းဆက်စုလိုက်မယ်ရှင်တခြားဘာလေးတွေပါလဲဆိုတော့အောက်မှာကျမအရန်ကြိုက်တယ်ပေါ့เนาะရှမ်ပူနဲ့ conditioner ပို့လာတယ်အမဲလေးကကျတော့ရှမ်ပူပေါ့เนาะအဖြူလေးက conditioner ကျမဟိုနေ့ကမှအနီရောင်တပူးဝယ်ထားတာဆိုတော့အယောင်ဆုံးဖြစ်သွားတယ်ရှင်conditioner လေးလိုချင်တိုင်းသူအမြဲတမ်းပို့လာတယ်ကျမစိတ်ထဲကတောင်းတနေရအောင်လေဖျားတကြရီမတယ်ထင်တယ်တယောက်မှုတယောက်ကိုပို့လာတယ်ကျမ conditioner မရှိတော့ဘူးလိုချင်တယ်လို့တွေးနေတဲ့အချိန်မှာဟိုတစ်ခါကလည်းသူပို့လာတယ်အခုတစ်ခါလည်းသူထပ်ပို့လာတယ်တော့စက်တာလေးတွေတွေးလို့မှချင်းကျမအကောင့်လေးအောက်မှာ mention ပေးပါမယ်